လုံးပဲမင်္ဂလာပါရှင်ဒီချစ်ဆန္ဒပါနောက်လာကြလို့ရှိရင်ကျမမွေးနေ့ရှိတယ်ပေါ့နော်အဲ့တော့ကျမကနောက်လာအထဲမှာအတန်းလေးတစ်တန်းပေါ့နော်မွေးနေ့အမီအတန်းလေးတစ်တန်းစဖို့စီစဉ်နေပါတယ်အဲ့ဒါကတော့ grade 1အတန်းလေးပဲဖြစ်ပါတယ်เนาะအဲ့တော့ grade 1အတန်းလေးကိုကျမက10ရောက်ပေါ့နော်10ဦးလက်ခံပြီးတော့တင် जा ပေးသွားမယ်ပထမဦးဆုံးလာအပ်တဲ့3ယောက်ကို50% discount နဲ့ချပေးထားပါတယ်အဲ့တော့ဖွင့်မဲ့ရက်ကလေးကတော့9လပိုင်း31ရက်နေ့နဲ့6လပိုင်း1ရက်နေ့စနေတနင်္ဂနွေအတန်းလေးဖြစ်ပါတယ်အချိန်ကညနေ4နာရီခွဲကနေပြီးတော့6နာရီအထိဖြစ်ပါတယ်ရှင်အဲ့တော့ပထမဦးဆုံးပေါ့နော်အရင်ဦးဆုံးလာအပ်တဲ့3ယောက်ကကြတော့50% discount နဲ့တက်ရမှာပဲဖြစ်ပါတယ်ကျမကကြတော့ဒီပေါ့နော်မြန်မာစာနဲ့ပတ်သက်ပြီးတော့เนาะဒါကကြတော့ grade 5အတန်းလေးကိုပေါ့เนาะသင်ပေးဖို့အတွက် PowerPoint lesson လေးတွေပြုလုပ်နေခြင်းဖြစ်ပါတယ်အဲ့တော့ကျမကဒီသင်ခန်းစာတစ်ခုပေါ့เนาะသင်တော့မယ်ဆိုလို့ရှိရင်သင်ခန်းစာကပေးခြင်းတဲ့အဓိက message အပြင်ကိုဘာသာရေးကနေပြီးတော့ပေးခြင်းတဲ့ message ကိုလည်းကျမကပေးတယ်နောက်တစ်ခါကျတော့ဗာလဲဆိုတော့ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့နောက်ထပ်သူတို့ဘာကိုသိစေချင်တာလဲဘာကိုရသွားစေချင်တာလဲအဲ့လိုမျိုးစဉ်းစားပြီးတော့သင်ပေးဖြစ်တယ်ပေါ့နော်ကလေးတွေကိုအကြောင်းအရာအချက်လက်တော်တော်များများကိုလည်းရှာဖွေတယ်လေ့လာတယ်စုဆောင်းတယ်ပြီးလို့ရှိရင်ကြံခဲ့တာမျိုးပေါ့နော်မရှိရအောင်เนาะတိတိချာချာလေးလုပ်ပေးဖြစ်တယ်ပေါ့နော်အတန်းကြီးလေးပို့ပြီးတော့အရေးကြီးလေးပြီးလို့ရှိရင်အတန်းငယ်တဲ့လဲအတန်းငယ်အလျောက်ပေါ့နော်အတန်းကြီးတော့လဲအတန်းကြီးတဲ့အလျောက်ပေါ့တိတိချာချာလေးသင်ပေးဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ကလေးကပေါ့နော်ဒီမြန်မာစာနဲ့ပတ်သက်ပြီးတော့နော်အနာကြအပြောဆိုအယုတ်ဖက်အရေးသားလေးတွေအားနည်းနေတယ်ပြီးလို့ရှိရင်အစွဲငင်လေးတွေနဲ့ပတ်သက်ပြီးတော့မှားယွင်းနေတယ်ပေါ့နော်ဆိုလို့ရှိရင်တော့ကျမအခုအစ်စ်ဖွင့်လင်းမယ်ပေါ့နော် grade 1အတန်းလေးကိုလာရောက် join ဖို့ကျမကဖိတ်ခေါ်ချင်ပါတယ်ရှင်